ကဲအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲ live လေးကိုအစားနေစုံကြည့်မယ်နော်အားလုံးပဲမျိုးတွေနော်ကျွန်တော်ရဲ့ချစ်ရပါတဲ့အကူဒီမတွေအားလုံးပဲကျွန်တော်အားပေးလာတဲ့အကူဒီမတွေအားလုံးကျွန်တော်နဲ့လက်တွဲလာတဲ့အကူဒီမတွေအားလုံးမင်္ဂလာပါဒီညနေလေးမှာအားလုံးပဲမင်္ဂလာတွေရှိပါသည်ဗျာနော်အဲ့ဒီဒီမနေ့မှာတော့နော်38秒ဒီမနေ့မှာတော့ကျွန်တော်တို့ဒါအထူးအောင်ကျွန်တော်50ပေးပါတယ်တကွက်ကောင်းနေနဲ့လည်းတင်ကားရွေးပေးပါတယ်ဒါပေမဲ့သူကတလေးလို့ထွက်ပေးလာတာပေါ့နော်အဲ့ဒီညနေကိုကျွန်တော်လိုက်မှာကြီးတဲ့သူတွေကျွန်တော်ညနေမှာလိုက်စာတွေကကျွန်တော်ပြောပါမယ်နော်အခုကနော်လာပေးတဲ့နားတွေမလားမဆိုင်တော့ပြဒါရဲပြောမနေတော့ဘူးအဲ့တော့ညနေကိုကျွန်တော်ရဲ့ live ကိုကြည့်တဲ့သူပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ cancel ဖောက်ပဲဖြစ်ဖြစ်နော်အားလုံးပဲလုံးတင်တာလေးလည်းပြောပေးမယ်ပြီးတော့ရင်ဒီညနေ live မှာကျွန်တော်ကဏ္ဍ3ခွက်ရွေးပေးမယ်ကေပေါက်နော်ကဏ္ဍ3ခွက်ကျွန်တော်ကေပေါက်ရွေးပေးမယ်နော်ကျွန်တော်ဟိုဒါယုံကြည်တာတွေမယုံကြည်တာခဏထားလိုက်ဗျာအဲ့တော့ညနေမှာကဏ္ဍ3ခွက်ထုတ်ပေးရခြင်းအကြောင်းရယ်ဟိုရှေ့ရဲ့တင်းနာအင်္ဂါဘိုလ်တခုမှာကိုစောလာလေးလှုပ်လာလေးအဆင်မပြေဘူးเนาะအဲ့အတွက်အများကြီးလည်းမလုပ်ချင်တော့ဘူးရွေးပေးတာပဲစော့ကျင်တဲ့သူတွေဒီအခုကျွန်တော် like ကိုအစအနေအဆုံးလေးပြီးအောင်ကြည့်ပါเนาะအဲ့အတွက်ညနေမှာတော့ကျွန်တော်အကောင်းဆုံးလေးရွေးပေးထားတယ်เนาะခုနကကျွန်တော်ပြောဆိုပဲဘာမှညံမများဘူးเนาะဒီညနေကိုပုံမှန်လေးထွက်ပေးတာပဲထွက်ပေးမယ်ဆိုရင်ကျွန်တော်အခုထုတ်ပေးထားတဲ့ကေပေါက်3ခွက်ညနေကိုတစ်ခွက်ထွက်မှာပါเนาะတခါလေးပြောခဲ့ပြီအဲ့တော့ညနေမှာအများကြီးတတိကုန်ပေးပြီးသားတင်း5ပတ်တီ3ညပတ်တီကျွန်တော်ပေးထားတာရှိတယ်เนาะပတ်တီလုံးမိုင်းသဘောရေးတရားပေါ့เนาะပုံမှန်ဆိုရင်ဗျာကျွန်တော်ပြမယ်ညနေကိုလေအဲ့ဒီခုတက်ကကျွန်တော်ထုတ်ပေးထားတဲ့တနေ့9-3ညအချိန်ပေါ့9-3ညပတ်တီအဲ့ဒီဟာဒီပြီးခဲ့တဲ့ဘက်ကရက်ကစ၍အခုတစ်ပတ်အတွင်းကိုတစ်ချိန်မှဒါမလာသေးတဲ့နေ့မရှိပါဘူးဗျာကျွန်တော်ဒါဟိုပါပေါ့เนาะကျွန်တော်ပေးထားလဲကျွန်တော်ထုတ်ပေးထားတယ်ပြီးတော့ရင်ကျွန်တော်ရတဲ့ပုံစံသဘောတရားကိုလည်းအများနဲ့ပြထားတယ်เนาะအများနဲ့ပြောထားတယ်အဲ့အတွက်အချိန်နေနဲ့ကတော့ဒီညနေမှာပြောင်းဖို့မရှိပါဘူးအချိန်နေနဲ့ဆိုရင်ညနေကြာသာပင်းညနေကိုအချိန်သုံးနေတဲ့သူတွေ9-3ညပတ်တီးပဲပြန်သုံးပါเนาะအကကနန်းနေနဲ့သုံးလို့ရပါတယ်เนาะအဲ့အတွက်ခုနကကျွန်တော်ပြောဆိုပဲညနေမှာကေပေါက်3ခွက်เนาะအထူးအောင်3ခွက်ကျွန်တော်ထုတ်ပေးမယ်အဲ့ဒီ3ခွက်ထဲကကိုကြိုက်တဲ့ယူကနန်းလေးတွေရှိတင်ဆောင်မကြိုက်တဲ့ကနေဖတ်ပါပေါ့ဆော့ပါဗျာเนาะပွင့်လင်းလင်းပြောတာဗျာเนาะတချို့လူတွေကျွန်တော်ဘယ်လိုမြင်လဲတော့မသိဘူးကျွန်တော်ကတော့ထိုင်နေလို့မရတာပွင့်လင်းပြောတာကျွန်တော်ရဲ့နေတိုင်းသမားပဲဖြစ်ဖြစ်အဖို့ဝင်သားဖြစ်ကျွန်တော်ကဏ္ဍလေးတွေထုတ်ပေးလာတာလေးအစင်မပြေဘူးခုနပြောပဲကဏ္ဍလေးကိုထုတ်တာလေးတွေမလာဘူးဆိုရင်ကျွန်တော်ခုနပြောသလိုပဲစိတ်ထဲမှာတကယ်လေမပြောရွှင်နေပါဘူးကိုလှုပ်တာကြီးလည်းအစင်မရဒါပေမဲ့ဘာလဲဆိုတော့ကိုတတ်နိုင်တဲ့လောက်ကိုခွန်အားရှိတော့ကိုစွမ်းဆောင်နိုင်တော့ကျွန်တော်လိုက်ပြီးတော့လုပ်ပေးပါတယ်เนาะအဲ့ဒီအပေါ်မှာကျွန်တော်အပြစ်တင်တဲ့သူတွေရှိတယ်မတင်တဲ့သူတွေဒါတွေကခဏထားလိုက်ဗျာအချိန်တိုင်းသူပါလဲကိုပါလဲဆိုတော့တည်သွားမှာပဲเนาะအဲ့တော့လေခုနကျွန်တော်ပြောလို့ပဲကျွန်တော်ဘယ်တော့ဘယ်အချိန်ခါမှဖြစ်ကျွန်တော်အေးဆေးမနေနိုင်ဘူးအဲ့တော့ဒီညနေကျွန်တော်တစိုးရှိသေးတယ်เนาะအဲ့ဒီတစေးပေါ်မှာလဲကျွန်တော်တွေးတာမြင်တာနဲ့ခုနပြောအကောင်းဆုံးဖြစ်မဲ့ဟာပဲကျွန်တော်ရွေးပေးထုတ်လာတာเนาะအဲ့တော့ကျွန်တော်စီစဉ်တာမှန်ညနေကန်ကောင်းပါလေเนาะတကယ်ပြောတာပါကျွန်တော်ဘယ်တော့ခုနပြောသူပဲကျွန်တော်ထုတ်ပြထားတယ်ဒီတကယ်ကျွန်တော်အကောင်းဆုံးနဲ့ဖြစ်မဲ့ဟာတွေအကြိုက်ဆုံးဖြစ်မဲ့ဟာတွေပဲကျွန်တော်လုပ်ပေးထားတာဟိုဒါကြည့်နေတဲ့သူတွေဆိုရင်လည်းသိပါပါဗျာเนาะအဲ့တော့ခုနပြောသူပဲအမြဲတမ်းအထူးဆုံးဆိုရင်တပတ်လုံး56နှစ်ကတကွက်စပြီးနောက်နေ့80ပေးတယ်နော်80ပေးတယ်56ကတော့ထွက်တယ်ပေါ့နော်80ပေးတယ်ဟိုပါလေခွန်တစ်ပေးတယ်80ထွက်တယ်အထူးဆုံးလေးနော်ကျွန်တော်လုပ်ပေးတာလားဗရိတ်ဘူဗရိတ်ပေးတယ်9ဘူးထွက်တယ်ဒီနေ့တကထပ်ပြီးတော့တင်9ရဲ့9တော့ကျွန်တော်ပေးတယ်တစ်လေးထပ်ထွက်တယ်နော်ကိုကနန်းဆိုရင်သူကဆမသွားတော့နော်ဖြစ်ချင်ပြောချင်တာဗါလေတော့ကိုကနန်းဆိုရင်သူကထပ်မသွားထပ်မခုံတော့နော်ထပ်မသွားတော့အဲ့ဒီကနန်းမှာကိုကနန်းဖြစ်နေကြီးအခုတစ်လေးကျွန်တော်ပေးထားကြီးကျင်းနေတဲ့တင်9ခုံပါနော်အဲ့လိုမျိုးပေါ့ဗျာတခါညရင်လေနော်ကိုပေးတာပဲသူကများတိနေတာလားကိုပဲမချပေးချင်တာလားတော့ကျွန်တော်လည်းမပြောတတ်တော့နော်ဟုတ်တယ်မလားအမြဲတမ်းကျွန်တော်ထိုးပေးတာထူးအောင်တစ်ခွက်ကောင်းလေးဆိုရင်ဒီနေ့တစ်ခွက်ကောင်းကျွန်တော်ပေးထားတာရှိတယ်နော်တင်9ကျွန်တော်ပေးထားတာရှိတယ်အဲ့ကိုကနန်းမို့လို့နော်ကိုကနန်းမို့လို့သူကမခုံတော့တာကိုကနန်းအိမ်မှာတစ်လေးပေးထားကြီးအတင်9ကိုခုံပါတခါကြိုက်လေဒေါ်လာထွက်တာအဲ့တော့ဟိုပွင့်လင်းပြောတာဗျာခုနကကျွန်တော် live ကိုကြည့်ပြီးတော့ကျွန်တော်ပေးတဲ့ကဏ္ဍလေး live ဆော့တဲ့သူဆိုရင်လည်းသိမှာပါเนาะအမြဲတမ်းကျွန်တော်တို့ကရေခံပြီးတော့ခုနပြောသူပဲရေခံပြီးတော့ကြံနေရတာအခုကကြံတာကเนาะကြံတာကဘာကြံမလဲဆိုတော့เนาะကြံတာကဘာကြံမလဲဆိုတော့3ရယ်8ကယ်เนาะ3ရယ်8ကယ်2ကယ်ကြံမယ်เนาะ3
38နှစ်ကျန်ရင်ဘာလေးတွေကနန်းအပီးလေးတွေနည်းနည်းနော်တတိထားပါ80နှစ်တို့နော်နောက်က80နှစ်တို့နောက်ကအဲ့ကနန်းတစ်ခွက်ပဲနော်ဒါကတော့အပီးကြိုက်တဲ့လူတွေကတော့အဲ့ကနန်းကျွန်တော်38နဲ့အပီးကြိုက်တဲ့လူတွေလည်းဆော့ပါဗျာတွေ့တိုင်းမြင်တိုင်းအားပေးပါတယ်တဲ့မင်္ဂလာပါတဲ့မှာလက်မလေးနှိမ့်မယ်ကျွန်တော်3ခွက်ပဲရွေးပြမယ်ဒီညနေကိုဒီရကနဲ့အောင်ပါစီသားရည်တဲ့โอเคပါဗျာပတ်တီးလုံးမိုင်ကတော့ကျွန်တော်9-3ညခုနပြောသလိုပဲ9-3ညပတ်တီးပဲပြန်ကြိုက်တာဗျာနော်ညနေမှာမဖောက်ဘူးပေးမဲ့လုံးမိုင်နေပေးမဲ့ဆိုရင်3ညပတ်တီးရှိတယ်3ပတ်တီးရှိတယ်5ပတ်တီးရှိတယ်နော်ဒီညနေကိုအဲ့ဒီ3လုံးကခွေလဲခွေသွားနိုင်တယ်လုံးမိုင်သဘောတရားကိုဒီညနေကိုအဲ့ဒီ3လုံးကကျွန်တော်စိတ်တယ်ဒါခုနကျွန်တော်ပြောသူပဲပေးတိုင်းပေးမယ်ဘာမှညံမများဘူးဆိုရင်9-3ည3တော့ကြည့်နေနဲ့နော်အပြီးလဲလာနိုင်တယ်ကျင်းနေတစ်လုံးလာမှာဒီညနေကိုနော်ကျင်းနေတစ်လုံးလာမှာအဲ့လာကတော့ကျွန်တော်ခုနပြောသူပဲဒါလေးတော့ကျွန်တော်တွေးတာမြင်တာကိုပြောတာပေါ့နော်အဲ့ဒါပတ်တီးအနေနဲ့ကတော့9-3ညပတ်တီး9-3ညအချိန်ကျွန်တော်ရှိတယ်9နဲ့ပတ်သက်တာလေးတွေ3နဲ့ပတ်သက်တာလေးလည်းကျွန်တော်ကပ်ပြီးထားတာလေးလည်းမမေ့ပါနဲ့နော်ကပ်ရမင်းနဲ့ဆိုအဲ့ဒီဟာလေးတွေဟိုအကိုရီမတွေအားလုံးရန်ကနန်းနေနဲ့ထဲဆုပ်လို့ရတယ်နော်9နဲ့ပတ်သက်3နဲ့ပတ်သက်ကျွန်တော်ညလိုက်ချင်းမှာတင်ပေးပြီးသားဒီညနေကျွန်တော်ပေးတဲ့အထူးအောင်တင်ပြီးတော့ဆော့ပါနော်ထူးအောင်တင်ပြီးတော့ဆော့ပါဒီညနေကျွန်တော်ပေးထားတာအောင်မင်္ဂလာပါညီတဲ့မင်္ဂလာပါအပေါ်ကဒီညနေလောက်ပါနော်ဇာတို့ပတ်တီးကဒီညနေဆော့ရမှာဒီညနေနည်းနည်းလောက်ပါဗျာကျွန်တော်ပေးထားတဲ့မွေးခွက်လေးတင်ပြီးတော့ဆော့နော်မွေးစားတို့ဆော့ပြီးတော့ကျွန်တော်တစ်ခွက်ကောင်းပေးတဲ့ဟာလေးကိုဆော့ဒီညနေကိုနော်ဘာလို့ဒီညနေကတော့စောင့်ကြည့်ရမှာဘာမှမပုံနဲ့နော်ကျွန်တော်ခုနပြောသလိုပဲကျွန်တော်တောက်ကြနေ့မနေ့ပြန်ဒီနေ့နော်ဒီနေ့ကြာလာပြီဆိုမနေ့ပြန်တောက်ကြပါနော်တောက်ကြနေ့မှာကျွန်တော်လုံနိုင်တာလေးအားလုံးလုပ်ပေးပါမယ်နော်ကျွန်တော်ရဲ့အဖွဲ့ဝင်ကိုဒီမကြီးအခွေဖြစ်ဖြစ်နော်ခုနပြောသလိုပဲလုံးဝဖြစ်ဖြစ်ကျွန်တော်ပြန်ပြီးတော့ထုတ်ပေးမယ်တောက်ကြနေ့ကိုနော်ဒါကျွန်တော်ရဲ့အဖွဲ့ဝင်ကနေတိုင်းကိုဒီမကြီးအားလုံးလည်းတောက်ကြနေ့တရက်စာကဲပေါက်ကျွန်တော်အပြီးပေါက်လေးကျွန်တော်ထုတ်ပေးမယ်နော်လောလောဆယ်ဒီညနေကတော့ကျွန်တော်ပေးတာလေးတော့ခဏတိခံပြီးတော့ဆော့လိုက်ပါအောင်နော်ဒီညနေကျွန်တော်ပေးတာတော့ခဏပြောပဲနော်ဒီညနေတော့တိခံပြီးတော့ဆော့လိုက်ပါအောင်တရှိနေပြီလား၄တောင်ဝဲဖို့ငါတယောက်လေးပေါက်လာလားတဲ့ကဲအားလုံးပဲ 1K ပြအောင်သွားလိုက်မယ်ဗျာနော် 1K ပြရင်တော့ဗဒန်3ခွက်ပေးပြီးတော့ဆင်းမယ်နော်ကြည့်ကြည့်တဲ့သူတွေကြည့်ဗျာမကြည့်ကြည့်တဲ့သူတွေကြော်ပါဗျာနော်ကျွန်တော် like ကိုအများကြီးကြည့်တဲ့သူတွေတွေ့ရမြင်ရတော်ပြီဒီညနေအခုဗီဒီယိုလို့လေအခုဗီဒီယိုလေးလည်းကျွန်တော်အားလုံးတွေးစီချင်ပါတယ်နော်အခုဗီဒီယိုလေးတွေအားလုံးတွေးစီချင်ပါတယ်ဘာဖြစ်အခက်အခဲဖြစ်နေတဲ့သူတွေအားလုံးနော်အခက်အခဲဖြစ်နေတဲ့သူတွေအားလုံးနော်ကြာသာပရိညနေမှာပြောချင်တဲ့သူအားလုံးတွေးနိုင်ပါစီမြင်နိုင်ပါစီဗျာနော်ငါကိုယ်ငါမိုင်ကျွန်တော်စိတ်ထဲမှာတော့ဘလုံးမမရှိဘူးနော်ခုနပြောသလိုပဲလေးပတ်တာခုနကလေးလို့ပြီးစီယာပတ်တိနဲ့မွေးနေဆိုတော့လေးကလာထွက်တယ်တဲ့ကျွန်တော်ပြောချင်ရပြောနော်ဘလုံးမကျွန်တော်စိတ်ထဲမှာကွာပြောပါနော်ဒါကလူရဲ့သဘာဝပါပဲနော်လူရဲ့သဘာဝပဲမှန်နေဘာမှမပြောငြိမ်နေလိုက်မမှန်တော့ဒါအပြစ်ပြောကြတာပဲဟုတ်တယ်မလားနော်မှန်နေပါမပြောချင်လို့ပြောလေးစီအခုပါလေဆရာပြောချင်တယ်လို့ပြောကြစမ်းဒီချိန်မှာကိုကပြောခံရမယ့်အနေအထားဖြစ်နေနော်ပြောရင်အဲ့လိုဖြစ်နေပြောရင်ကိုစိတ်ညစ်တာတစ်မျိုးသူတို့ကတစ်မျိုးညနေကိုအပီးကြိုက်တဲ့သူတွေကခုနပြောသူပဲ82ကောင်းတယ်နော်ဒီညနေမှာထဲဆော်ပူရိတ်ဘာလို့ဆိုတော့ तू ကညံများခြင်းများမှာပဲနော်
ညများရင်များပါပဲကနန်းပြီးတော့ကြရင်နှစ်ရှစ်တို့ရှစ်နှစ်တို့အဲ့ဒီဟာတွေကျွန်တော်ကြိုက်တယ်ညနေမှာထည့်ပြီးတော့နော်ဘာဖြစ်လို့အာကုတို့တက်ချင်သူကခုနကလိုပဲအဲ့ကနန်းမကြိုက်တဲ့ကနန်းဆိုရင်ချမှာနော်ရှစ်ပတ်တာတဲ့အကြိုက်ဆုံးချက်ပါကြီးအောင်ရောင်းလိုက်ရတယ်ရှစ်သမားတွေရောနှစ်သမားတွေရောအခုကျွန်တော်လိုက်နေမှာလာပြီးစုနေနော်ရှစ်သမားတွေရောနှစ်သမားတွေရောနော်လာပြီးတော့စုနေကြတာဟုတ်တယ်ရှစ်သမားတွေရောနှစ်သမားတွေရောသုံးသမားတွေရောစုနေတာကျွန်တော်ကခုနပြောသူပဲကျွန်တော်ကြိုက်ပါတယ်ဒီညနေ9-3ညဆုံးတစ်လုံးပတ်တီးလုံးပဲကျွန်တော်ဒါပေမဲ့9-3ညအချိန်ပုံမှန်ပေးမယ်ဆိုရင်ညနေကိုအဲ့ဒီလုံးမိုင်းနေနေဆိုရင်3ပတ်တီးရှိတယ်5ပတ်တီးရှိတယ်3ညပတ်တီးရှိတယ်အဲ့လားလေးနဲ့ကစားရင်ကစားပေါ့ဗျာနော်9-3ညနဲ့ပတ်သက်ကျွန်တော်ညယူပေးထားတဲ့9နဲ့အကက်ကဏ္ဍလေးတွေ3ညနဲ့အကက်ကဏ္ဍလေးပေးထားတာလေးကိုရန်ကဏ္ဍနေနဲ့ဒီညနေမှာထိုးပါဒီညနေကျွန်တော်အထူးအောင်3ခွက်နော်အထူးအောင်3ခွက်ညနေမှာကျွန်တော် live ထဲမှာတင်ပေးမယ်နော်ကဲညနေကို50နော်58နော်50 58 51နော်ခဏ3ခွက်ပဲအားလုံးပဲဆော့ပါနော်ကျွန်တော်ရဲ့နေတိုင်းသမားပဲဖြစ်အဖွဲ့ဝင်သမားပဲဖြစ်ကြိုက်တဲ့သူအားလုံးပဲထည့်ဆော့နိုင်ပါတယ်50 51 58နော်ကျန်တဲ့ဟာလေးအဖွဲ့ဝင်သမားကြီးဆိုတဲ့ကျွန်တော်ပေးရတဲ့ဇာတိုးလေးနဲ့မွေးဘက်လေးကိုဒီညနေမှာပုံမှန်လေးလုပ်မယ်ကျွန်တော်ခုပြောတဲ့ကဏ္ဍလေးကိုထည့်ပြီးဆိုနေတိုင်းသမားကြီးဆိုရင်လည်းပေးထားတဲ့9-3ညပတ်တီးဆော့မယ်ကြိုက်တဲ့ကဏ္ဍလုံးမိုင်းကိုကိုင်းဒီညနေဟိုပေးတာညပေးရတဲ့ယူကနန်လေးကျွန်တော်ရှိအဲ့ဒါလေးကိုထည့်ဆော့မယ်ရန်ကန်လေးနဲ့အခုကျွန်တော်ပေးတဲ့တင်ခွက်ကိုညနေကိုတင်ခွက်အထူးအနေနဲ့ဆော့ပါနော်ဒါနေတိုင်းသမားပဲဖြစ်ဖြစ်အဖွဲ့ဝင်သမားပဲဖြစ်ဖြစ်နော်နေတိုင်းသမားဖြစ်အဖွဲ့ဝင်နိုင်ပဲဖြစ်ဖြစ်ကျွန်တော်ဒါအကောင်းဆုံးလေးဒီညနေမှာထုတ်ပေးထားပါတယ်50 51 58ညနေမှာသူကဘာသဘောတရားမှပြန်ပြီးတော့မထွက်သွားဘူးပုံမှန်တိုင်းပေးမယ်ဆိုရင်ကျွန်တော်ကြိုက်တာပေါ့နော်9ပတ်ဒီရှိတယ်ညနေပိုင်းသာလုံးမိုက်တက်9-3ညအချိန်လေးရှိတယ်ပြီးသွားရင်3ည9-3ညကဏ္ဍပြန်ပါဝါလူတော်မှမကြိုက်တဲ့ကဏ္ဍကြိုက်ပါတယ်အပူးထွက်သွားရင်အပူး2ကြိမ်ဆင်းထားတဲ့ဗရိတ်3နော်58ကြိုက်ပါတယ်တကွက်ကောင်းနော်တင်ငေးဟာမနက်က1 4ထွက်သွားတယ်တို့ပဲဆိုခုနပြောလို့ပဲနေကုန်ညနေချင်းအချိန်16ပြန်ပြီးတော့မနက်စီအဆွဲကိုပြန်ပြီးတော့ဆွဲမယ်ဆိုရင်လည်းဒီညနေ56ထွက်ပြီးသားကျန်တဲ့ကဏ္ဍဆက်ပြီးမယ်ဆိုရင်51နော်အဲ့တော့9ပတ်တီးနဲ့ဒီညနေမှာထုတ်ပေးနိုင်တာဆိုရင်ခုနကကျွန်တော်ပြောလို့ပဲ50 51 58နော်အထူးအောင်ပါနော်ဒါဒီညနေအတွက်မမသမားတွေကတော့ခုနပြောပဲကျွန်တော်ပေးထားတဲ့ကဏ္ဍလေးရှိတယ်အခုဒီကဏ္ဍလေးကြိုက်ရင်ထည့်ဆော့ပါဗျာကိုလောက်ရမယ်မွေးကဏ္ဍနဲ့စာတို့ကတော့ဒီညနေမှာလောက်ပါနော်အားလုံးပဲဒီညနေတော့လောက်ပါဗျာနော်ဟုတ်တယ်အယူနဲ့3ခွက်ပဲဒီညနေနဲ့ထုတ်ဝေးလိုက်ပြီးချဗျာနော်မထူးတော့ဒီညနေကတော့ဒီညနေတစည်းတော့အားလုံးပဲလောက်ပါနော်နေတိုင်းသမားပဲဖြစ်ဖြစ်အဖွဲ့ဝင်သမားပဲဖြစ်ဒီညနေရတော့လောက်ပါနော်အဲ့ဒါအဖွဲ့ဝင်ကိုဒီမားတွေအားလုံးလည်းဒီညနေတစည်းတော့ဆက်လောက်ပါနော်ပေးရတဲ့ကဏ္ဍနဲ့ကြိုက်တာလေးရှိနေထည့်ဆော့ပါဗျာနေတိုင်းကိုဒီမားတွေအားလုံးလည်းဆော့ပါဟုတ်တယ်ညနေအတွက်အားလုံးအတွက်နော်50 51 58 3ခွက်ကဲပေါက်ပါ3ခွက်တစ်ခွက်ထွက်ပါတယ်ဒီညနေကိုပုံမှန်တိုင်းခုနကျွန်တော်ပြောစိုက်မဖောက်ဘူးနော်ပြီးတဲ့အတိုင်းပြီးမယ်ဆိုရင်အခဏ3ခွက်ဒီညနေအကောင်းဆုံးပဲဖြစ်ပါတယ်နော်အဲ့လားလေးတော့ဒီညနေမှာလောက်ပါနော်ဟုတ်တယ်50 51 58ညနေကိုအားလုံးပဲကဲအားလုံးပဲညနေမှာအောင်မြင်လေးဖြစ်တဲ့သူတွေလက်မလေးပါနှိပ်ပြီးခဲ့နော် live ပြီးသွားတဲ့ live လွှင့်နေတဲ့အချိန်မှာ live ပြီးသွားတဲ့အချိန်မှာလက်မလေးနှိပ်ခဲ့ပါအဲ့လာမှကျွန်တော်ရဲ့တို့ညနေကိုအားလုံးပဲအောင်မြင်နဲ့အားလုံးအတူပြောနိုင်ပါနော်တော့ရ live စောင့်နေမဲ့သူတွေရှိလို့ကျွန်တော်စောစောလေး live လွှင့်နေပဲလာပြီးတင်ပေးတာဗျာနော်ဘာပဲကြိုက်တဲ့ဟာလေးလေလုပ်လို့ရအောင်ပတ်တီးကတော့9-3ညပတ်တီးပဲ9နဲ့အကက်3ညနဲ့အကက်လေးည live ထဲမှာပြန်ကြည့်လို့ရတယ်နော်အဲ့ဒါလေးတွားကြည့်အဲ့ဒါလေးကိုရန်ကလေးနဲ့ဆော့ဒီခုပေးတဲ့ဟာကိုအားလုံးပဲဖတ်မှန်ပါဗျာ